Hello, Disney Talk Tarot ကပါဖိတ်ခါ reading လုပ်ပါမယ် April 25 ရက်နေ့ကနေစပြီးမေလကုန်ထိတစ်ဖက်လူနဲ့အခြေအနေ Pine 1, Pine 2, Pine 3ဆိုပြီးတော့ရွေးချယ်စရာ3ခုရှိပါမယ်ဗီဒီယိုလေးကိုခဏ pause လုပ်ထားပြီးတော့ရွေးချယ်လိုက်ပါပြီးရင်တော့ကိုရွေးထားတဲ့ပိုင်းလိုက်ရွေးချယ်ကြည့်လို့ရပါပြီ Pine 1နေအတွက်တစ်ဖက်လူနဲ့အခြေအနေကိုစကြည့်ပါမယ်ပထမဆုံးကြားလာတဲ့ကတ်ကတော့ Dan Press ပေါ့နော်ကိုရီနှစ်ယောက်ကြားမှာနှွေးထွေးမှုတွေအကျဉ်းသားတရားတွေရှိနေတော့မယ်တစ်ဖက်လူကကိုဂီးဆိုင်မှုတွေပေးချင်တယ်ဒါမှမဟုတ်ကိုကလည်းဒီဆက်ဆံရေးကိုအကောင်းဆုံးပြိုးထောင်ခြင်းနဲ့စိတ်ဆန္ဒကလည်းအပြည့်ရှိနေတယ်ဒီဆက်ဆံရေးကအပေါ်ယံကြည့်ရင်တော့တည်ငြိမ်ပြီးအေးချမ်းနေတဲ့အခြေအနေရှိရလို့ထင်ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာသတိထားရမယ့်ချက်တွေရောက်လာပြီ Seven of Swords တယောက်နဲ့တယောက်ကပွပွလင်းလင်းမရှိကြဘူးတယောက်ကိုတယောက်ဖုံးကွယ်ထားတဲ့အချက်တွေရှိနေတယ်တစ်ဖက်လူကလေသူ့ရဲ့ခံစားချက်ကိုသူကဖုံးကွယ်ထားတယ်ပြောချင်တာကဒီကာလတွေမှာတစ်ဖက်လူကိုအရန်အလုံးအကျွံတန်တရားဝင်တာထက်စိတ်ရှိရှိနဲ့စောင့်ကြည့်ဖို့လိုအပ်လိမ့်မယ်နောက်တစ်ချက်ကအပြောင်းလဲရှိမယ်သတင်းစကားတွေရှိမယ်မေလတွေမှာဆက်ဆံရေးကကောင်းမွန်လာလိမ့်မယ်သတင်းစကားအသစ်တွေစိတ်လှုပ်ရှားစရာတွေအစီအစဉ်သစ်တွေဥပမာအဖြစ်နှစ်ယောက်ကအတူတူခရီးသွားတာအလုပ်ကိစ္စအတူတူတိုင်ပင်တာတွေဖြစ်လာနိုင်တယ်အဲ့လူစီကနေတက်ကြွတဲ့အပြုအမူမျိုးတွေပြန်မြင်လာနိုင်ချေရှိတယ်ပြောရလို့ရှိရင်နောက်ဆုံးမှာတော့ Five of Cups ကြတယ်ပြောချင်တာကလေလူဆိုတာကမျှော်လင့်ချက်တွေများရင်အရန်ကိုပင်ပန်းတတ်တယ်အဲ့ဒါကြောင့်အများကြီးမမျှော်လင့်ထားနဲ့ဘာလို့ဆိုမေလကုန်ကန်นี้မှာကိုမျှော်လင့်ထားသလောက်မဖြစ်လာလို့ဆိုပြီးတော့စိတ်ဆင်းရဲရမယ့်အခြေအနေတွေဖြစ်တတ်တယ်အတရကိစ္စတွေကိုပြန်စဉ်းစားပြီးဝမ်းနေတာမျိုးတွေမလုပ်ပါနဲ့ဒီမှာလေတွေ့လားခွက်3ခွက်ကလဲနေတယ်2ခွက်ကတော့ရှိနေဒီလူကဒီဆုံးရှုံးသွားတဲ့ခတ်3ခုအတွက်ကိုပဲသူကဝမ်းနေတယ်ဒီမှာ2ခုရှိသေးရပဲအဲ့ဒါကြောင့်အစိုးရမှာဘလောက်ပဲဆိုရပါစေအစိုးရမှာလည်းအကောင်းဆိုတာရှိသေးတယ်တဲ့ကောင်းတဲ့အရာတွေကိုလည်းစုပ်ကိုင်းထားဖို့လိုအပ်မယ် overall ပြောရရင်တော့လေနားလည်မှုလွဲနိုင်ချေရှိပေမဲ့ပြန်လဲတင့်မြတ်မဲ့ကာလလို့ပြောလို့ရတယ်တစ်ဖက်လူရဲ့လှည့်ဝက်ချက်တွေဒါမှမဟုတ်သူ့ရဲ့မပွင့်လင်းမှုတွေကြောင့်ကိုကစိတ်ပင်ပန်းနိုင်ပေမဲ့လည်းနှစ်ယောက်ကအတိတ်ကအမှားတွေကိုမေ့ပြီးတော့ရှေ့ဆက်မယ်ဆိုရင်အဆင်ပြေလိမ့်မယ်လို့ပြောချင်တယ်ဒါကတော့ Pine 1နေအတွက်ပါ Pine 2အတွက်ဆက်ကြည့်ပါမယ်ခုက Pine 2တွေအတွက်တစ်ဖက်လူနဲ့အခြေအနေPine 2တွေဘယ်လိုဖြစ်ရလဲ Pine 2တွေခုလက်ရှိမှာ Pine 2တွေဒါမှမဟုတ် Pine 2ရဲ့တစ်ဖက်လူကဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့အရန်ကိုအတွေးများနေတာဒါမှမဟုတ်ညဘက်တွေအိတ်မပျော်ဘူးစိုးရိမ်စိတ်တွေကလည်းအများကြီးရှိနေတယ်ဒီစိုးရိမ်စိတ်တွေကနေဒီစိတ်ဆင်းရဲမှုတွေကနေရုံးထွက်ဖို့ကြိုးစားနေတယ်တဲ့Pine 2ဒါမှမဟုတ် Pine 2ရဲ့တစ်ဖက်လူကလေငါတို့ကတကယ်ရောအဆင်ပြေပါမလားဆိုရဲကြောက်စိတ်လေးတွေလည်းရှိနေတယ် Seven of Wands ဒီဆက်ဆံရေးကိုထိန်းသိမ်းဖို့အတွက် Pine 2တွေကတော်တော်လေးကိုရုန်းကန်နေရတယ်တစ်ဖက်လူနဲ့စကားပြောတဲ့အခါမှာလည်းတယောက်နဲ့တယောက်ကရှော့မပေးကြဘူးဟိုဘက်ကလည်းကိုမှန်တယ်ဒီဘက်ကလည်းကိုမှန်တယ်နှစ်ယောက်လုံးကမှန်တယ်အဲ့အရာကိုပဲတက်တည်ပြချင်နေကြတယ်
တယောက်နဲ့တယောက်နားလည်မှုမပေးကြဘူးပြောချင်တာကလေနားလည်မှုပေးပါတယောက်နဲ့တယောက်အပြန်အလှန်နားလည်မှုရှိကြပါဒီမှာက the lover ကတ်ကြတယ်အဲ့ဒါကြောင့်နှစ်ယောက်ကြားမှာအချစ်ရှိတယ်နက်ရှိုင်းနဲ့တန်ရုံးစင်လည်းရှိတယ်နှစ်ယောက်ကခဏတာစိတ်ခံမတင်တာတွေတော့ရှိပေမဲ့နှလုံးသားချင်းကတော့ချိတ်ဆက်မိနေတော့မယ်အဓိကကလေဒီဆက်ဆံရေးကိုရှေ့ဆက်ချင်တယ်ဆိုရင်ရွေးချယ်မှုတစ်ခုတော့ပြုလုပ်ရလိမ့်မယ်နောက်ဆုံးကျ the hero friend ဒီဆက်ဆံရေးကပေါ့ပြပြမဟုတ်ဘူးကိုရင်နှစ်ယောက်ကပေါ့ပြပြတွဲခဲ့ကြတာမဟုတ်ဘူးလေးနက်တဲ့ဂရိကဝတ်တွေဒါမှမဟုတ်ရခိုင်မြဲတဲ့ဆက်ဆံရေးမျိုးပေါ့နော်နှစ်ယောက်ကြားမှာရှိခဲ့တယ်တစ်ဖက်လူကလေဖိုင်းထူးတွေပေါ်မှာတာဝန်ယူစိတ်ရှိတယ်ဒါပေမဲ့ तू ကနည်းနည်းတော့စီကံကြီးတယ်ဒါမှမဟုတ် तू ရှေးရိုးဆန်တက်တယ်ကိုယ့်ဘက်ကအလိုက်တင်လေပေါင်းတင်ဖို့လိုမယ်ပေါ့နော်အဲ့ဒါကြောင့်ဖိုင်းထူးတွေကိုအကြံပေးချင်တာကလေအစိုးရိမ်မလွန်ပါနဲ့စိုးရိမ်စိတ်တွေကလေဖိုင်းထူးတွေကိုပင်ပန်းစေလိမ့်မယ်တယောက်နဲ့တယောက်လေအနာယူဖို့စ조사နေတာထက်ဒီမှာ the lover ကတ်အရာမေတ္တာပေးပါတယောက်ကိုတယောက်အချစ်ကိုပဲအခြေခံပြီးဆုံးဖြတ်ချက်တွေချပါလူကြီးဆက်ဆံပဲဖြည့်ရှင်းပါဘယ်ရာကိုမှစိတ်လိုက်မှမလုပ်ပဲတည်တည်ငြိမ်ငြိမ်နဲ့ရှင်းကျက်စွာဖြည့်ရှင်းပါလို့ပြောချင်ပါတယ်ဒါက point 2 တွေပါဒါကတော့ point 3 တွေအတွက်ပါ point 3 တွေပါpoint 3 တွေ point 3 တွေဒီကာလမှာကိုယ့်ဘက်ကပဲဖြစ်စေကိုယ့်ရဲ့တစ်ဖက်လူဘက်ကပဲဖြစ်စေတော်လေးကိုယုံကြည်မှုတွေရှိနေတဲ့အသွင်ပြင်မျိုးတွေတွေ့ရတယ်ဆက်ဆံရေးမှာလည်းအသက်ပြောရရှိနေပြီတက်ကြွရှိနေရပေါ့နော်တစ်ဖက်လူကိုဖမ်းစားထားတဲ့ energy တွေစွမ်းအင်တွေရှိနေတတ်တယ်ဒါပေမဲ့လေစိတ်ပိုင်းဆိုင်ရာမှာတော့ဘာလို့ဘာခံရမှန်းကိုမသိပဲပိတ်မိနေတယ်လို့ခံစားချက်မျိုးတွေဝင်နေတတ်တယ်တကယ်တော့ဒီပိတ်လှန်မှုတွေကလေအပြင်ပကအခြေအနေတွေထက်ကိုယ့်ရဲ့အတွေးတွေကြောင့်ပဲဖြစ်တယ်အဲ့ဒါကြောင့်ပိုင်း3တွေနည်းနည်းသတိထားပါတစ်ဖက်လူနဲ့ပတ်သက်ပြီးစိုးရိမ်တာတွေဒါမှမဟုတ်ရှေ့ဆက်ဖို့ကြောက်နေတဲ့စိတ်တွေကလေကိုယ့်ကိုမျက်စိပိတ်နားပိတ်ထားသလိုမျိုးဖြစ်နေတတ်တယ်ဒါပိုင်း3တွေကိုပြောချင်တာပါဒီမှာမကြခင်မှာလေပိုင်း3ရဲ့တစ်ဖက်လူစီကနေချိုတာတဲ့စကားလုံးတွေဒါမှမဟုတ် romantic ဆန်တဲ့ပြန်လည်မှုတွေရလာဖို့ရှိတယ်ကိုစိတ်ချမ်းသာစေမယ့်သတင်းစကားတွေပါလာလိမ့်မယ်တစ်ဖက်လူကကိုယ့်အပေါ်ကိုစိတ်လှုပ်ရှားမှုအသစ်တွေနဲ့ပြန်ချင်းကပ်လာလိမ့်မယ်နောက်တစ်ခုလေပိုင်း3တွေကိုပြောချင်တာကဒီကာလမှာပိုင်း3တွေကနည်းနည်းဝေခွဲများဖြစ်နေတတ်တယ်တစ်ဖက်လူကကိုယ့်အပေါ်ကိုတကယ်ပဲဒီနည်းနည်းရှိလားဒါမှမဟုတ်စိတ်ကူးရင်နေရပဲလားဆိုတာဝေခွဲမရဖြစ်နေလိမ့်မယ်ဒါမှမဟုတ်ပိုင်း3တွေကိုယ်တိုင်ကရွေးချယ်စရာတွေများနေတာဒါမှမဟုတ်ပေါ်ရန်ပြောဆိုတွေပေါ်မှာပဲတာယာနေရမျိုးတွေဖြစ်တတ်တယ်အမှန်တရားထက်လေစိတ်ကူးရင်ဆန်နေရအများနေတတ်တယ်နောက်ဆုံးမှာပိုင်း3တွေကြတော့တကက်အပူကျလာတယ်ပေါ့နော်ဒီကာလမှာအခြေအနေတွေကအရန်ကိုမြင်ဆန်ပြောင်းလဲသွားလိမ့်မယ်နှစ်ယောက်ကလေဆက်သွယ်တာတွေပြန်လည်ဆက်သွယ်တာတွေများလာလိမ့်မယ်ဒီဆက်ဆံရေးကရက်တက်မသွားပဲရှေ့ကိုပို့ပြီးတိုးတက်သွားလိမ့်မယ်အဲ့ဒါကြောင့်လေပိုင်း3တွေကိုအကြံပေးချင်တာကတော့ကိစ္စတိုင်းကိုမြင်ဆန်နဲ့ဆုံးဖြတ်ချက်တွေမချပါနဲ့လက်တွေ့ကြပဲစဉ်းစားပါအကောင်နောက်တစ်ချက်ကပိုင်း3တွေကအရန်ကိုစိတ်ကူးရင်နေတတ်တယ်ကိုလည်းစဉ်းစားစီရင်ရှိရပဲတခြားစဉ်းစားပါတစ်ဖက်လူရဲ့လုပ်ရက်ကကိုလက်ခံနိုင်ရဲ့လားသူ့ရဲ့ခံစားချက်တွေကရောကိုပေါ်မှာတေချာရဲ့လားဆိုတာကိုစဉ်းစားဆုံးဖြတ်ပါနောက်တစ်ချက်ကလေပိုင်း3တွေကိုမပိတ်လောင်ထားပါနဲ့မှန်တွေ့လားမပိတ်လောင်ထားပါနဲ့ပြင်ပကဘာကလေကိုထင်ထားတာလောက်ကိုမခက်ခဲပါဘူးကိုစိတ်ထဲမှာပဲဒီຢာတွေကခက်ခဲလို့ထင်ရတာပေါ့နော်တကယ်တော့ပိုင်း3တွေမှာလွတ်မြောက်ဖို့လမ်းစာရှိပါတယ်အဲ့ဒါကြောင့်ပိုင်း3ရဲ့အနေနဲ့ကိုအချိုတက်လို့ရှိရင်လေအဲ့ဒီစကားကအမှန်တကယ်လားစစ်မှန်ရဲ့လားဆိုတာကိုတခြားစဉ်းစားဆုံးဖြတ်ပါအဲ့ဒါကြောင့်လေပိုင်း3တွေကိုပြောချင်တာကတော့စိတ်ကိုရင်ဆန္ဒတွေကိုလည်းရှော့ချပေးပါလို့ပြောချင်ပါတယ်အပြင်လက်တွေ့ဘဝကို
မျက်စိပွင့်နားပွင့်ပြီးကြည်ပါအရာအလုံးကအဆင်ပြေသွားပါလိမ့်မယ်ဒီ reading လေးတွေကို enjoy ဖြစ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ